ဒီရှယ်ကနောက်တစ်ပိုင်း charging and discharging of a capacitor အပိုင်းကိုဆက်ကြည့်လိုက်မယ်နော်ဒီမှာရှယ်ပုံလေးနဲ့ပြောထားတယ်ဒီဟာကတော့ capacitor ကို charging discharging လုပ်ထားတော့ပုံလေးနဲ့ရှင်းထားတာပေါ့နော်ဒီရှယ်တို့မှာဆိုလို့ရှိရင်ပုံလေးမှာ switch နှစ်ခုရှိတယ် S1 နဲ့ S2 နဲ့နော်capacitor ကိုသူကပြီးရင်ဒီမှာဒီရှယ်တို့အားသွင်းခြင်းတဲ့ capacitor လေးကဒီမှာရှိတယ်နော်ပြီးရင်ဒီ circuit panel ကြောင့်မှာ V0 ဆိုတာကြတော့ဒီရှယ်တို့ထောက်ပံ့ပေးမယ် power supply ပေါ့ maximum ဘိုးအားပေါ့နော်ပေးမယ်ထောက်ပံ့ပေးမယ်ဘိုးအားဘိုးအားမှာရှယ်က circuit တစ်လျှောက်ဝင်ပြီးတော့ capacitor တွေကိုဝင်မှာပေါ့နော်မှာ VC ဆိုတာကတော့ capacitor လေးတွေကိုဖြတ်စေမယ်ဘိုးအားပေါ့နော်ဒီကဘိုးအားပေးရင်ပြီးတော့ capacitor မှာဘိုးအားတက်မယ်ပေါ့နော်တော့နောက်တစ်ခုကကျတော့ရှယ်ကဒီ circuit panel ကြောင့်မှာဘာတွေထားထားလဲဆိုရင်ဒီမှာ resistant တွေဒီရှယ်က resistor လေးတွေထားထားတယ်နော်resistor လေးတွေထားထားလိုက်တယ်ရှယ်က capacitor ကို charging လုပ်တဲ့အခါမှာဆိုလို့ရှိရင်နော်switch 1ပေါ့နော် S1 ကိုဒီရှယ်က close လုပ်ပြီးတော့ S2 open လုပ်ထားရမယ်ပေါ့နော်ဒါမှဒီ maximum ဘိုးအားနေပြီးတော့မှ resistor တစ်လျှောက် capacitor တွေကိုစီးမှာပေါ့နော်resistor တွေထားရတဲ့အကြောင်းရင်းကဒီရှယ်ကအဲ့ဒါလေးမေးပါတယ်ဒီမှာဆိုရင် placing a resistor in charging circuit ဒီလိုမျိုးcharging လုပ်နေတဲ့အတော့အတွင်းမှာ resistor တွေထားရတဲ့အကြောင်းချင်းကတဲ့ slow down တဲ့ charging process ဘာဖြစ်ဆိုလဲဆိုရင် slow down ဖြစ်စေတဲ့အတွက်ကြောင့်ဒီရှယ် resistor တွေကိုထားတာပါတဲ့ဒီရှယ်တို့ထားလိုက်တဲ့ resistant တန်ဖိုးနဲ့နောက်တို့အားသွင်းခြင်းတဲ့ capacitance တန်ဖိုးက greater the valueပမာဏတွေတန်ဖိုးတွေကြီးလေ the longer it take to charge the capacitor ကြီးအားပြေးဖို့အချိန်က longer ပိုကြာလေဖြစ်ပါတယ်တဲ့နော်မှာတော့ကျွန်တော်ပုံမှာသူကဒါကတော့အောက်တစ်ပိုက်ရတော့ပုံမှာပြောထားတယ်ပေါ့နော်ပုံမှာပြောထားတယ်ကျွန်တော်ဒီဘက်ကပုံလေးနဲ့ပဲကြည့်လိုက်တော့မယ်နော်ဒီမှာဆိုရင်ဒီမှာကျွန်တော်အနီချောင်းနဲ့အပြာချောင်းရှိတယ်အနီမှာဆိုလို့ရှိရင်ဒီရှယ်ကဒါကဘိုးအားလေးကတက်လာတာပေါ့charging လုပ်နေတာတဲ့charging လုပ်နေတဲ့အတော့အတွင်းမှာဆိုလို့ရှိရင်ဘိုးအားကပေးတဲ့လောက်ကို capacitor တွေကိုဝင်လာတယ်ဖြည်းဖြည်းနဲ့ဘိုးအားတက်လာတယ်တခါဒီရှယ်တို့က discharge လုပ်မယ် discharge လုပ်တဲ့အခါကျတော့ကျွန်တော် switch 1ပေါ့နော် S1 ကိုကျွန်တော် open လုပ်ပြီးတော့ S2 close လုပ်လိုက်တယ်အခါမှာဘိုးအားတွေက capacitor တွေကိုမရောက်တော့နော်အခါကျရင်ကျွန်တော် capacitor မှာခုနကဝင်ထားတဲ့ဘိုးအားတွေကတဖြည်းဖြည်းနဲ့မဖြစ်သွားလဲဆိုရင် fall ဖြစ်သွားတယ်ကျသွားတယ်ဒီပုံစံလေးကနှစ်ပုတ်ပဲရှိတယ်ရှယ်ကမေးခွန်းတေချာဖတ်ဖို့ပဲပေါ့နော်ဒီ capacitance ရဲ့ဘိုးအားတန်ဖိုးက rises ဖြစ်တယ်လို့ increases ဖြစ်တယ်ဆိုတာ charging လုပ်နေလို့နော်လိုမျိုးပဲနဲ့ capacitance ရဲ့ဘိုးအားတန်ဖိုးက voltage တန်ဖိုးက fall ဖြစ်တယ် down ဖြစ်တယ်ဒါဆိုရင် decrease ဖြစ်သွားတယ်ဆိုရင်ဒါက discharging ပေါ့ကိုယ့်ဘာကို charging လား discharging လားခွဲရမယ်ပေါ့နော်ပုံစံလေးတွေကလည်းလွယ်ပါတယ် charging ပုံစံလေးက VC equal to V0 into 1 minus e power minus t by RC ပေါ့နော်charging မှာဆိုရင်တို့က1 minus ပါတယ်ပေါ့ discharging မှာကျတော့1 minus မပါဘူး discharging ကျတော့ VC equal to V0 e power minus t by RNC တို့ကတော့ RNC နဲ့သုံးတယ်ဘာလို့ဆို discharging တွေရှယ်တို့ကS2 လေးကိုအလုပ်လုပ်တဲ့အတွက်ကြောင့်မို့ရှယ်တို့က RNC ပေါ့နော် RNC နဲ့တူတယ်ဒီမှာတော့ဒီရှယ်တို့ကဒီတိုင်းမှတ်လို့ရပါတယ်ပေးထားချက်မှာလည်းသူက IN လို့ပေးထားတဲ့အတွက်ကြောင့်မလို့ရတယ်ပေါ့နော်အဲ့မှာဒီရှယ်တို့က R နဲ့ C နဲ့နော် resistance နဲ့ capacitor ရဲ့မြှောက်လက်လေးကိုဘာလို့ခေါ်လဲဆိုရင်နော်ဒီမှာဆိုရင် the product of the resistance R and the capacitor is called time constant ဘာလို့ခေါ်လဲဆိုရင် time of a capacitor charging discharging process ပေါ့R နဲ့ C နဲ့မြှောက်လက်လေးဒီဒီသင်္ကေတလေးဒါလေးကို time လို့ခေါ်တယ်နော်time နဲ့တူတယ်သူ့ရဲ့ကတော့ဘာနဲ့တိုင်းလဲဆိုသူ့ရဲ့ unit က second နဲ့တိုင်းတယ်ဒါလေးတော့တစ်မှတ်တန်ပေါ့နော် second နဲ့တိုင်းနိုင်ပါတယ်တဲ့အဓိကတော့ပုံသင်လေးက VC equal to charging ဆိုရင် V0 into 1 minus e power ဘာလဲဆိုရင် minus t by RC discharging ဆိုရင်နော် VC equal to V0 into e power minus t by RLC ဒါလေးပေါ့နော်ဒါလေးကသူအောက်ကရှင်းထားတာပါ discharging เนาะဒါနဲ့ပတ်သက်တဲ့ပုံစံလေးတွေဒီရှယ်တို့ကတွက်ကြည့်ရအောင်ပေါ့နော်